တခီယေရှုခရစ်တော်မွေးဖွားလာတာကတချို့လူတွေမွေးဖွားလာတယ်မတူဘူးဘယင်မွေးဖွားလာတယ်မတူဘူးချမ်းသာတဲ့တထဲမွေးဖွားလာတယ်မတူဘူးသူမွေးဖွားလာတဲ့အချိန်မှာခြေကထူးဆန်းစွာအကြီးပေါ်ထွက်တယ်လို့တပတ်ပညာရှင်တွေကပြောတယ်ဘယ်လောက်ကြီးလဲဆိုတော့ကျွန်တော်မသိဘူးဒီလိုကျမ်းတွေကပြောတော့အရင်ကြီးတယ်ပြောတယ်အဲ့လိုမျိုးခြေဟာတဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်မှလည်းမရှိခဲ့ဘူးလွန်ခဲ့တဲ့နှစ်ပေါင်း3000 4000နှစ်ပေါင်း1000ကျော်မှလည်းမရှိခဲ့ဘူးနောက်တဲ့နှစ်ပေါင်း3ပေါင်းမှလည်းရှိခဲ့မှာမဟုတ်ဘူးအဲ့ဒါကဘယင်မွေးဖွားလာတဲ့အကြောင်းကိုဖခင်သခင်ကမြင်ပြတာဖြစ်တယ်ဒီနေ့ခရစ်တော်မွေးဖွားလာတာကအင်မတန်မှထူးဆန်းတယ်နွားတင်းကုတ်မှာနော်ဘယ်လေဟမ်ဆိုတာကလေမြို့ကြီးပြကြီးမဟုတ်ဘူးမြို့ရုပ်ကိုပြောတယ်ဟာတကယ်တမ်းကျတော့တခင်ယေရှုကယ်တင်မဲ့ရှင်မွေးဖွားလာမယ်ဆိုတော့သူများထင်တာကတော့အနေဆိုတော့ဘယင်နန်းတော်မှာပေါ့ကြီးကျယ်နဲ့ပေါ့ရွှေနဲ့ပတ်များနဲ့တေချာပကြီးပြီးတော့မှသူများတကဖူးပြောလို့ရအောင်အဲ့လိုမျိုးမွေးဖွားလာမယ်လို့ထင်တကယ်တမ်းကျတော့မဟုတ်ဘူးဘယ်တော့မှမထင်ထားဘူးမထင်ထားတဲ့နွားတင်းကုတ်မှာမွေးဖွားလာတာဘာဖြစ်လို့လဲနွားတင်းကုတ်မှာမွေးဖွားလာလဲဆိုလူတိုင်းဖူးမြော်ဖွညာဖူးဖြစ်တယ်ဟာလေလုယာနဲဘယင်နန်းတော်မှာမွေးကြည့်ယေရုရှလင်မှာမွေးကြည့်ကဲဘယင်နန်းတော်မှာမွေးမယ်ဆိုတော့မှတော့ဖူးမြော်လို့ရမှာမဟုတ်ပါဘူးအဲ့မှာထောက်ခံစာယူရတာနဲ့မဖောင်နေပါလာရတာနဲ့နေစမကတ်ပါလာရတာနဲ့တော့ဘယ်တော့ဝင်လို့ရမှာမဟုတ်ဘူးအနေဆောကတော့ဘယင်ဆွေမျိုးတွေတထဲတွေချမ်းသာတဲ့လူတွေနော်မကုပညာရှင်တော့ပဲဖူးမြော်လို့ရမှာဖူးမြော်လို့ရမှာပေါ့တခြားလူတွေကလာဖူးမြော်လို့ရမှာဟုတ်စစ်စေးကရံများမှာပေါ့ဒါပေမဲ့နွားတင်းကုန်းမှာမွေးတဲ့အခါကျတော့ဆင်းရဲတော့သူတိုင်းနဲ့ဖူးမြော်လို့ရတယ်ချမ်းသာတော့သူတိုင်းနဲ့ဖူးမြော်လို့ရတယ်လူအစစ်အတန်းကိုခွဲခြားပေးတဲ့လူသားအတွက်ဖူးမြော်ခွင့်ပေးတော့ဖျားတဲ့ခင်ဖြစ်တယ်နာမတော်ဘုန်းကြီးပါစေဒီနေ့နွားတင်းကုန်းဆိုတာကအဲ့ချိန်အဲ့ခေတ်ကာလတုန်းမှာဣသရေလနိုင်ငံမှာတစ်ပြင်အကြီးလည်းမရှိဘူးဝါလည်းမရှိဘူးဘာရှိလဲဆိုတော့ကြောက်တုံးလေးကိုသူကတဲချပြီးတော့မှထုတ်ရတာထုတ်ပြီးတော့မှသူရဲ့နွားတင်းကုတ်ကိုကြောက်တုံးနဲ့တဲချလုပ်ရတာအေးတယ်တော့အဲ့လိုမျိုးနွားတင်းကုတ်ပါမွေးဖွားလာတယ်နွားဆိုတာကအစေခံလို့အဓိပ္ပာယ်ရတယ်တခင်ယေရှုခရစ်တော်ကနွားတင်းကုတ်မှာမွေးဖွားလာတဲ့အကြောင်းကသူတစ်ပါးအတွက်အစေခံဖို့ဖြစ်တယ်အဲ့သူတစ်ပါးဆိုမှလို့လေဒီနေ့ဒီမှာရှိတဲ့မျက်စိတွေအားလုံးကျွန်တော်တို့အတွက်ဖြစ်တယ်ဟာလေလုယာသူ့ကိုယုံကြည်တော့သူတိုင်းထာဝရအသက်ရစေမှာဖြစ်ပါတယ်ခရစ်တော်စီမှာလာတဲ့လူတိုင်းကအားလုံးကအချင်းချင်းမပြည့်စေရဘူးထာဝရအသက်နဲ့ပြည့်စေမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ခရစ်တော်ယေရှုခရစ်တော်ကနွားတင်းကောက်မှာမွေးဖွားလာတယ်ဆိုတာကတတောင်းစားတယ်ဖူးမြော်လို့ရတယ်ချမ်းသာတော့သူတိုင်းလည်းဖူးမြော်လို့ရတယ်ဘုရင်တမတလည်းဖူးမြော်လို့ရတယ်အခုအမေရိကန်မှာတော့ကြည့်တမတထရမ်ခရစ်စမတ်လာရလာတဲ့အခါတော့အရင်ဝမ်းတာခရစ်စမတ်ကြီးလို့ထားပြီးတော့မှအကျဉ်အမြင့်ဆုံးမှာလုပ်ထားတာတမတဖူးမြော်တာဒါကတမတထက်အပေါ်မှာရှိတဲ့ဘုရားဖြစ်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာတမတထရမ်ကိုဒီကတမတဆိုတော့ဘာလို့မသိဘူးအရင်လေးစားကြတာပဲတင်းကိုမသိတယ်လို့မရှိဘူးတော့မဟုတ်ဘူးတဲ့ငါထက်မှာကြီးတော်လို့ရှိတယ်တဲ့အဲ့ဒါတခင်ယေရှုခရစ်တော်ဘုရားဖြစ်တယ်တဲ့သူကပူပြီးနာမည်ကြီးတယ်တဲ့တခင်ယေရှုခရစ်တော်ရဲ့အသွေးဖောက်ကြည့်တဲ့အခါမှာမာရိရဲ့အသွေးမပါဘူးလို့ပြောတယ်အဲ့ဒါကျွန်တော်ပြောတာမဟုတ်တော့ဆေးပညာရှင်တွေပြောတာတကယ်တမ်းကျတော့လူကမွေးလာတဲ့လူကလူရအသွေးမပါဘူးဆိုတော့လုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့တခင်ယေရှုခရစ်တော်မွေးဖွားလာတယ်မာရိကိုဘုရားသခင်အသုံးပြုတယ်သူမွေးဖွားလာတဲ့အခါမှာသူ့ရဲ့အသွေးမှာဖောက်ကြည့်တဲ့အခါမှာမာရိရဲ့အသွေးလုံးဝမရှိဘူးဘာဖြစ်လို့လဲဘုရားသခင်ရဲ့ဝိညာဉ်တော်နဲ့ကျင့်ဝတ်ပြီးတော့မှသူကိုယ်တိုင်လူသားဖြစ်ပြီးတော့မှကျွန်တော်တို့အတွက် level ကနေမှအတေခံခဲ့တာဖြစ်တယ်အတေခံပြီးတော့ပြီးတော့တာမဟုတ်ပါဘူးတို့ချိုချင်းခံတယ်ရှင်ပြန်ထောက်ရတော့ဘုရားဖြစ်တယ်ထိုဘုရားသခင်သည်ဘယ်တော့မှမတည်တော့ဘူးအခုဣသရေလကတော့ရှာကြည့်သူ့ထက်နှစ်ပေါင်း1500ကျော်နှစ်ပေါင်း1000ကျော်မှာတည်ခဲ့တဲ့ဘာတော်ပြည်ရဲ့အယိုးတွေသူ့ရဲ့အလောင်းတွေကိုရှာပြခဲ့တယ်သူ့တော်တခင်ယေရှုခရစ်တော်ရဲ့အယိုးတွေအလောင်းတွေမရှိတော့ပါဘူးဘာဖြစ်လို့ဆိုရှင်ပြန်ထမြောက်တော့ကြောင့်ဖြစ်တယ်ဟာလေလုယာထိုတခင်ဒီမှာရောက်ရှိလာတဲ့မျက်စိတွေအတွက်ကျွန်တော်တို့အတွက်မွေးဖွားလာတာဖြစ်တယ်မွေးဖွားလာပြီးတော့မဟုတ်ဘူးလက်ဝါးကတိုင်မှာတည်ခံတယ်တူချင်းခံတယ်ရှင်ပြန်ထမြောက်တော့ဘုရားဖြစ်တယ်ဒါကြောင့်သူ့ကိုယုံကြည်လက်ခံတော့တူတိုင်းနောင်ဘဝအတွက်ထာဝရအတရားမှာဖြစ်ပါတယ်ဒါကကျွန်တော်ကဒီနေ့တော့ကျွန်တော်ရဲ့
အခုတပ်ပုံရိုက်ပေးနေတဲ့အဲ့ဒါကျွန်တော်ရဲ့ဆရာရှိပဲတို့ကိုကျွန်တော်ဒီတစ်ခါတည်းပဲလာတယ်ဆိုတော့ဆရာဥစားပေးမယ်လို့ဆရာရောက်ရှိလာတဲ့ message တွေတခင်ရှုပ်ခဲ့တော်တယ် message ပေးပါလို့ပြောလိုက်တယ်ဒါနဲ့သူလည်းရောက်ရှိလာတာဖြစ်ပါတယ်ကျွန်တော်